လူငယ်တွေတိုးတက်ချင်သိရှိကြသမ်းမှာထိုင်မိုင်းလေးလံတွေးဝေမှုံမိုင်းပြီးတော့လူတွေကလရာကြီးဗာမီတွန်တိုက်ထားတယ်လို့လရာအရင်တည်းကမှိုင်ပါတယ်သမားဗာမီတွန်တိုက်ထားတာပြီးတော့တိုးတက်ချင်တဲ့စိတ်မင်းတို့ရှိသေးချင်တာလေ growth mindset ကဒါအရေးကြီးတယ်လူတယောက်မတိုးတက်တာပဲတိုးတက်ချင်သိမရှိလို့ကိုမတိုးတက်ဘာမှဘယ်သူမှခွင့်လန်းပိတ်မထားဘူးဒါလို့တို့ဘုံပြောတဲ့စကားလေးမှတ်ထားပညာမရအောင်ပိတ်လို့ရတဲ့သူမရှိဘူးပညာမတတ်အောင်လုပ်လို့ရတဲ့သူမရှိဘူးမင်းတို့ကိုယ်တိုင်ပညာမတတ်ချင်လို့မတတ်ဦးဇန်တို့အင်္ဂလိပ်လက်အောက်ကတတ်တော်တာဘိုးကျော်အောင်ဆန်းတို့အင်္ဂလိပ်လက်အောက်ကတတ်တော်တာအဲ့ဒီပုံကိုယ်တွေကိုကဘာတော်ဥဆောင်သွားကြတယ်ကဲတကဘာလုံးလေးသားလောက်တဲ့ပုံကိုယ်တွေကျွံပညာရေးဆိုတဲ့အင်္ဂလိပ်လက်အောက်ကတတ်တော်တာနည်းနည်းလေးသင်ပေးတာဒါပေမဲ့ကြိုးစားတယ်လေဘိုးကျော်အောင်ဆန်းအင်္ဂလိပ်လိုမိကွန်းပြောတော့ဝိုင်းဟာကြနောက်တစ်ခါထပ်ပြောတော့ဝိုင်းဟာကြတကယ်ကိုဘူဇန်တွေပေါက်ပြီးတော့တကယ်လို့ဘိုးလိုပြောနိုင်တဲ့သူတွေဂျားထဲမှာသွားပြီးတော့ပြောတာများဟာခံလေပြင်းလေများအဆက်ခွဲခံလေပြင်းလေမင်းတို့တို့ထွက်ပြေးတာပေါ်တောင်လာမှာမဟုတ်ဟုတ်လားဘိုးကျော်အောင်ဆန်းအဲ့လိုသူ့ကိုဝေဖန်လာတဲ့ဟာတွေအဆက်ခွဲခံရတဲ့ဟာတွေအမြဲတမ်းသင်ခန်းစာယူတယ်ဒါကြောင့်မနေ့ကဘုံပြောခဲ့တယ်အရှုံးတော့ကောင်းတဲ့သင်ခန်းစာမရှိဘူးအောင်မြင်မှုကနေဘာသင်ခန်းစာမှမရအောင်မြင်မှုဆိုတာပန်းနိုင်ပဲမင်းအလံချိတ်တဲ့အချိန်ပဲအဲ့ဒီအတွက်တက်ခဲ့ရတဲ့လေကားတွေကပိုးပင်ပန်းတယ်အဲ့ဒီလေကားတွေတတိချင်းစီမှာမင်းတို့ပညာတွေကြီးပညာဆိုတော့အောင်မြင်မှုကရတာမဟုတ်ဘူးရှုံးနိုင်မှုကနေရရှုံးမှမကြောက်နဲ့ဘုံမောအမြဲတမ်းပြောတယ်တို့ငယ်ငယ်တော့ကလေးတွေလမ်းလျှောက်ခါသားတော့တတိမရှိဘူးလို့လမ်းလျှောက်ခါသားတော့ဘုံတို့တော့တတိရှိလမ်းလျှောက်တဲ့လဲတယ်ပြန်ထားတယ်လမ်းလျှောက်တဲ့လဲတယ်ပြန်ထားတယ်အခုကျတော့နည်းနည်းလေးခက်ခဲတွေ့တာနဲ့ပြန်မထကျင်တော့စိတ်က growth mindset ကလေးလောက်တော့မင်းတို့တို့ကတနေ့သားဝင်းကျင်လောက်ကလာသားဝင်းကျင်လောက်ကဆရာတတိမရှိတော့ဘူးအကုန်လုံးငပြင်းနေငထုံနေလူညံ့နေဖြစ်သွား growth mindset ကတို့လေးဘက်သွားရနေပြီးတော့အကြိမ်ကြိမ်လဲပြီးမှမတက်ရနိုင်တာအဲ့ဒီစိတ်ကိုကလေးစိတ်မင်းတို့ပြန်မွေးကလေးစိတ်ပြန်မွေးရဲရင်ပြန်ပြီးတော့မင်းတို့ရက်တီဘလောက်မှမဘလောက်ခက်အမှားသေးသေးလေးတွေများမှအောင်မြင်မှုရအောင်မြင်မှုဆိုတာအမှားသေးသေးလေးတွေနဲ့တိဆောက်ထားအဲ့ဒီအမှားတိုင်းမှာမင်းတို့သင်ခန်းစာယူကြဖို့လိုတယ်ဘောပေါက်ရလားမမှားဘူးတဲ့သူအောင်မြင်တဲ့သူတယောက်မှမရှိဘူးမရှုံးဘူးတဲ့သူအောင်မြင်တဲ့သူတယောက်မှမရှိဘူးတန်ဖိုးလည်းမရှိဘူးအရှုံးမရှိဘဲနဲ့အောင်မြင်တဲ့အတန်ဖိုးလည်းတိတ်မရှိဘူးဖះတော်မဲ့ဖះပြည့်မဲ့ဘဝမှာ6နှစ်လုံးအမှားနဲ့တွေ့နေဟုတ်လားကျင့်စဉ်အမှားတွေနဲ့တွေ့နေတယ်အေးအဲ့ဒါမင်းတို့သင်ခန်းစာပဲလို့ဒါမမေ့နဲ့